ဒီနေ့အစုခံထိတယ်ပျော်ပွဲသားကြီးရဲ့အစုခံကိုထိတယ်နော်ပြောပြအောင်မယ်သူကတဲ့ဒီအညာမောင်ရှင်းတက်ယူတစုံနဲ့တကယ်ကိုထူးခြားလို့ဆိုပြီးတော့ဒီနေ့အစုခံပါတယ်နော်သူကစလာဝယ်တော့ဘယ်လိုလဲဆိုတော့ဗောနော်အဲ့တဲ့ညီမလေးခင်လေးတဲ့အကူကတဲ့ပျော်ပွဲရပါတဲ့အသက်30ကျော်ဗောနော်30ကျော်ကိုတဲ့နော်ဒီအလုတ်ပင်မန်းနဲ့ဒန်နေကြအောင်ပေါ့နော်အထိုင်များတယ်သူကကျတော့ဒီကားမောင်းရတယ်အဲ့အတွက်ပေါ့နော်အလုတ်ပင်မန်းနဲ့ဒီကုန်တင်ကုန်ချဆိုလဲသူပါလိုက်တာပဲဒီကြားတဲ့တောင်သူဖြစ်တဲ့အတွက်ပေါ့နော်တောင်သူလဲလောက်ရတယ်ဒီကားမောင်းကတစ်ဖက်ပေါ့နော်ဒီလိုမျိုးတွေလောက်ရတဲ့အတွက်ပေါ့နော်ကိုကားတဲ့ဒီအကျော်ပိုင်းဆိုင်ရာအာယုံကြောအားနေပြီးတော့เนาะအထိုင်များပြီးတော့အာယုံကြောတွေအားနေတယ်ဟော်မုန်းတွေကျဆင်းပြီးတော့ထောက်ပံ့မှုပိုင်းတွေလည်းမရှိဘူးအင်တော်ကြီးမှလည်းအဆင်မပြေဘူးအင်တော်ကြီးအဆင်မပြေရတဲ့ပေါ့နော်ညီမလေးပြောသလိုတဲ့စီဝမ်းမှန်ပေါ့နော်ဒီလိုမျိုးလေးကိုလက်လေးလံထိုင်းမှန်းပြီးတော့ဘသူ့ကိုမစိတ်ကားလည်းကြည်မနေဘူးတဲ့တခုခုဆိုရင်ဒေါသထွက်လဲပေါ့နော်ကိုကိုလည်းတည်တယ်ဒါပေမဲ့အဲ့ဒါကပြင်လို့မရဘူးဖြစ်နေညီမလေးတဲ့ဆိုပြီးတော့ညီမလေးပြောနေတယ်ဒီအာယုံကျော်အားစေးလေးကိုတောက်ချင်တယ်နော်သုံးချင်တယ်ဘယ်လိုမျိုးသုံးရမလဲဆိုပြီးတော့လာပြောတာခင်လေးကနေပြီးတော့အကူရေးနော်အကူက30ကျော်ဆိုပြီးမဲ့တယောက်နဲ့တယောက်ဒီထိရောက်မှုချင်းကတော့မတူနိုင်ဘူးရှင်ဒါကြောင့်မလို့ပေါ့နော်ဒီအကိုတလားစာလောက်ဖြစ်ဖြစ်မိဝဲပေးနော်ပျော်ပွဲနဲ့ဒီနဲ့ပို့ရတာလဲဒီတိတ်မလွယ်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကိုတလားစာလောက်တော့ယူဆိုပြီးတော့ခင်ဗျာပြောလိုက်တာတလားစာသုံးမှပဲအခုထိရောက်မှဒီစုံတဲ့တော့မထိရောက်နိုင်ဘူးဒါပေမဲ့မတူတော့မတူဘူးနော်50ဒီ50ကျော်ကြီးလဲတစုံနဲ့တိတာတဲ့လူတွေရှိတယ်ဒါပေမဲ့အသက်30ကျော်ဆိုမှလည်းတစုံနဲ့မတိတာတဲ့လူတွေလည်းရှိတယ်ဒါကြောင့်မလို့ပေါ့နော်အခုတစုံနာယူသွားဆိုပြီးတော့အခုအဲ့အကိုအတင်းပေါ့နော်ပြောလိုက်တာသူကလည်းဘာပဲဖြစ်ဖြစ်အဆင်ပြေရင်ပြီးရောတလားစာပေးလိုက်နေပေးလိုက်တာအခုနော်ဒီလုံခဲ့15ရက်လောက်ကပါနော်အခု15ရက်တစုံပုံတဲ့အချိန်မှာလာပြောတာမလေးတဲ့ဘာဖြစ်လို့တဲ့အကိုတလားစာရောင်းတာလဲတဲ့အခုတစုံနဲ့ဟိုတဲ့တကယ်ကိုမှထိုးချနေတယ်တဲ့နော်အဲ့တော့သူကလည်းပြေးသွားတဲ့အပြင်ကိုမနဲ့ဆိုညီလေးကလမ်းဆန်းပြီးတော့အခုဆက်တောက်ရမလားဆက်သုံးရမလားမသုံးရမလားတော့မှတွေ့ဝင်နေရပြီတဲ့တကယ်ကိုမှကောင်းလို့တဲ့အဲ့ဒါတဲ့73ရမလားအခုဒီလိုမျိုးတကယ်အားကောင်းလာပြီဆိုရင်ဒုံးတိမဖြတ်လိုက်နဲ့နော်ဒီတနေ့2ကြိမ်4ကြိမ်ဒီလိမ့်ရရင်2ကြိမ်လိမ့်